ဒီကောက်ပံမှာပေးလိုက်တဲ့မဲတွေအားလုံးဟာအမေစုကိုပေးလိုက်တဲ့မဲတွေဟာဒီကနေ့အကြမ်းဖက်သမားတွေစီကိုရောက်သွားကြတယ်2020ရွေးကောက်ပွဲမှာမဲတွေကအဲ့ဒါကတော်တော်ဝမ်းနည်းစရာကောင်းတယ်2020မှာနိုဝင်ဘာမှာပေးလိုက်တဲ့မဲတွေက2021ခုနှစ်ဇန်နဝါရီလရောက်တဲ့အချိန်မှာပဲပြည်မှာဘုံတော်ကြီးတွေတခြားထဆဲကြတယ်ဆရာသမားတွေကိုပြန်ဆဲကြတယ်2021ခုနှစ်ဖေဖော်ဝါရီနောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့ကျောင်းမတက်နဲ့ကျောင်းထွက်တို့ရုံးမတက်နဲ့ရုံးထွက်ဆိုတာအမေစုကိုပေးလိုက်တဲ့မဲတွေကနေဖြစ်လာကြတယ်ဆရာဘေးနဲ့အင်ဂျီကိုအာနာတွေပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာကိုလူမျိုးချင်းချင်းအလုံးလုံးတဲ့သူတွေကိုပြဿနာရှာလာကြတယ်ယူသားတဲ့သူတွေပြဿနာရှာလာကြတယ်ဒီဒလန်မှာဆိုတော့ဆူရဲတက်ခန့်နေရတဲ့လူကြီးကြည့်ရင်အဲ့ဒီလူတွေအားလုံးကဒုတိယနိုင်ငံထွက်မဲ့လူတွေတတိယနိုင်ငံထွက်မဲ့လူမပါကြဘူးကိုယ်နိုင်ငံမှာကိုလိုစားနေတဲ့လူဖြစ်နေမမြင်ရတဲ့အမှောင်တွေကလူတွေရဲ့စကားတွေကိုယုံကြည်ပြီးတော့မြင်နေရတဲ့ကြီးသူချင်းတွေကိုပြန်တော့တက်ဖြတ်တယ်စော်ကားတယ်အသက်မဲ့တဲ့လမ်းတွေတရားတွေကိုဖျက်ဆီးကြတယ်တော်တော်ဝမ်းနည်းစရာကောင်းတဲ့ဖြစ်တွေကိုကျွန်တော်မြန်မာနိုင်ငံသားတွေကြုံနေရတယ်အဲ့တော့သဘောထားမကြည့်မှုဆိုတာမကောင်းအမေရိကန်နိုင်ငံထဲမှာလည်းဒီလိုပဲတခုအရင်ကြီးထဲမှာရှိတဲ့တချို့ဝန်ကြီးတွေကနိုင်ငံသားတွေဖြစ်နေတယ်လို့ပြောထားတယ်အဲ့တော့နိုင်ငံသားဖြစ်နေတဲ့လူတွေကိုယ်နိုင်ငံအတွက်စေတနာမရှိတဲ့သူတွေအတ္တကြီးတဲ့သူတွေကိုအစိုးရဖြစ်နေခံရပြီးတော့ကိုလူမျိုးပို့ပြီးတော့ဆိုးသွားတယ်တက်ပြောအကြောင်းကြီးကိုပြောလို့ရပါ မင်္ဂလာပါညီကိုတွေအားလုံးပဲကိုအောင်မင်းကျွန်တော်လည်း